ပရိသတ်တို့အနေနဲ့ယထာတွေကသူတို့ရဲ့တန်လန်းပေါ်မှာမဟုတ်ပဲလေပေါ်မှာပြေးနေပြီးလေရင်တွေထက်ပုံမြန်နေမဲ့အနာဂတ်တစ်ခုကိုစဉ်းစားကြည့်ကြဘူးပါသလားဒီပညာတွေတနည်းတခြားတိုးတက်လာတာနဲ့အမျှယနေ့ခေတ်မှာအင်ဂျင်နီယာတွေဟာယထာတွေကိုပုံမမြန်ဆန်အောင်ပို့ပြီးတဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီအောင်လူသားတွေအတွက်ပုံမအန္တရာယ်ကင်းပြီးတတောင့်တတဖြစ်အောင်လို့တီထွင်လာကြပါတယ်ဒီကနေ့ရဲ့ဗီဒီယိုမှာတော့ထူးခြားပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အနာဂတ်ကာလမှာဖြစ်လာနိုင်တဲ့ယထာဒီဇိုင်းတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်၄ Virgin Hyperloop လေဟာနယ်ထဲမှာအမြန်ဆုံးယထာဒီအယူအဆကလေကြောင်းခရီးသွားလာမှုရဲ့အမြန်နှုန်းကိုယထာရဲ့စမ်းဆောင်ရည်နဲ့ပေါင်းစပ်ဖို့ကြိုးပမ်းခဲ့ရကနေဖြစ်ပေါ်လာတဲ့အကြံဉာဏ်တစ်ခုဖြစ်ပါတယ်ဒီစနစ်မှာခရီးသည်တင်ရင်တွေဒါမှမဟုတ်ကုန်တင်ရင်တွေရဲ့လေဖိအားကိုကမ္ဘာလေထုဖိအားရဲ့1000မိုင်တပုံအထိလျှော့ချထားတဲ့လေဟာနယ်ပြုံတွေထဲထည့်သွင်းထားတာဖြစ်ပါတယ်ဒီလိုလေဟာနယ်နီးပါးဖန်တီးထားခြင်းကလေရဲ့ခုခံအားကိုတိတိတသားလျှော့ချလိုက်တဲ့အတွက်ရင်တွေကိုတနာရီမိုင်620မိုင်ပါဟာဝါအထိ theory အရရောက်ရှိစေနိုင်ပါတယ်2020မှာ Virgin Hyperloop ကနီဗာဒါသဲကနာယမှာစမ်းသပ်ပြေးဆွဲရမှာဝန်ထမ်း2ဦးဟာယထာဘော်ကိုပထမဆုံးစီးနင်းသူတွေဖြစ်လာခဲ့ပြီးတနာရီကိုမိုင်ပေါင်း109မိုင်အထိရောက်ရှိခဲ့ပါတယ်ဒါဟာလေဟာနယ်ပြုံအတွင်းခရီးသည်တွေစီးနင်းနိုင်တဲ့ဆိုတာကိုသက်သေပြခဲ့တဲ့သမိုင်းဝင်အဖြစ်အပျက်တစ်ခုလည်းဖြစ်ပါတယ်နံပါတ်3 JR Central Maglev ဂျပန်ရဲ့စံချိန်တင်ပြန်ဝဲယထာဒါဟာကမ္ဘာပေါ်မှာအဆင့်အမြင့်ဆုံးယထာစနစ်တွေထဲကတစ်ခုဖြစ်တဲ့ချောင်းစင်းကန်ဆန်လိုင်းကယထာပဲဖြစ်ပါတယ်ဒီယထာကရိုးရိုး Maglev လို့ခေါ်တဲ့လေပေါ်ဝဲယထာမဟုတ်ပဲစူပါလျှက်ကူးတန်လိုက်စနစ် Super Conducting Maglev ကိုအသုံးပြုထားတာဖြစ်ပါတယ်ဒီယထာတွေဟာဟီလီယမ်အရေး liquid helium နဲ့အေးအောင်လုပ်ထားတဲ့တန်လိုက်တွေကိုသုံးပြီးအဲ့ဒီတန်လိုက်တွေကယထာကိုယူပုံစံလမ်းကြောင်းရဲ့အပေါ်မှာစင်တီမီတာအနည်းငယ်ခန့်မြင့်ပေးလိုက်ပါတယ်မြေကြီးနဲ့လုံးဝထိတွေ့မှုမရှိတဲ့အတွက်အလွန်မြန်ဆန်ပြီးတုန်ခါမှုကင်းကတိတ်ဆိတ်တဲ့တည်ယူပို့ဆောင်ရေးစနစ်ဖြစ်လာပါတယ်2015ခုနှစ်မှာဒီယထာလိုင်းရဲ့9တွဲပါယထာကနိုင်385မိုင်အထိရောက်ရှိခဲ့ပြီးကမ္ဘာစံချိန်တင်ခဲ့ပါတယ်ဒီစီမံကိန်းကပထမအဆင့်အတွက်အမေရိကန်ဒေါ်လာဘီလီယံ60ကျော်ကုန်ကျမယ်လို့ခန့်မှန်းထားပြီးလမ်းကြောင်းရဲ့86% ရာခိုင်နှုန်းကိုမြေအောက်ကနေဖျက်ဆီးရမှာဖြစ်ပါတယ်။ဒါဟာအင်ဂျင်နီယာအတတ်ပညာရဲ့အကြီးမားဆုံးခုံပြန်ကျော်လွှားမှုတွေထဲကတစ်ခုဖြစ်ပါတယ်။နံပါတ်2 Osland Karatia Island ဟိုက်ဒရိုဂျင်စွမ်းအင်သုံးယထာဂျာမနီက Osland Karatia Island ဟာကမ္ဘာပထမဆုံးဟိုက်ဒရိုဂျင်လောင်စာဆဲစွမ်းအင်သုံးခရီးသည်တင်ယထာဖြစ်ပါတယ်။ဒီယထာဟာဒီဇယ်အင်ဂျင်ဒါမှမဟုတ်အပေါ်ကလျှက်စစ်ကြိုးတွေကိုသုံးမဲ့အစားယထာပေါ်မှာတူလောင်ထားတဲ့ဟိုက်ဒရိုဂျင်ကိုလောင်စာဆဲတွေကအောက်ဆီဂျင်နဲ့ဓာတ်ပြုစေပြီးလျှက်စစ်ဓာတ်အားထုတ်လုပ်ပါတယ်။ဒီလုပ်ငန်းစဉ်ရဲ့ဘေးထွက်ပစ္စည်းကတော့ရေနွေးငွေတက်တာဖြစ်ပါတယ်။ဒါကြောင့်တဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုလုံးဝမရှိပါဘူး။ဒီယထာကိုဓာတ်အားလိုင်းမတွေ့ထားတဲ့ကျေးလက်ဒေသတွေနဲ့ဒုတိယအဆင့်ယထာလမ်းကွန်ရက်တွေမှာအသုံးပြုဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးလျှက်စစ်ကြိုးသွဲဖို့ဈေးကြီးတဲ့နေရာတွေအတွက်အကောင်းဆုံးဖြည့်ရှင်းချက်တစ်ခုလည်းဖြစ်ပါတယ်။ဂျာမနီရဲ့လိုဝါဆန်ဆိုနီပြည်နယ်က2022ခုနှစ်မှာဒီဟိုက်ဒရိုဂျင်ယထာ14စီးပါတဲ့ယထာအုပ်စုကိုအသုံးပြုခဲ့ပြီးကမ္ဘာပထမဆုံးဟိုက်ဒရိုဂျင်တိတက်မောင်းနှင်တဲ့ယထာလိုင်းဖြစ်လာခဲ့ပါတယ်။နံပါတ်1ရှင်ကန်ဆန် N700S အရေးပေါ်ဘက်ထရီစနစ်ပါဘူးလက်ယထာဒီဘူးလက်ယထာဘူးလက် train ဟာပေါ်ပါပြီးပုံမစမတ်ကြကမြန်ဆန်ပါတယ်။ဒါပေမဲ့သူ့ရဲ့အထူးခြားဆုံးအင်္ဂါရပ်ကတော့ကမ္ဘာပထမဆုံးအမြန်နှုန်းမြင့်ယထာတွေအတွက်လီသီယမ် ion battery စွမ်းအင်သုံးကိုယ်ပိုင်တွန်းကန်စနစ်လီသီယမ် ion battery set propulsion system ပါဝင်ခြင်းပဲဖြစ်ပါတယ်။ဒီနည်းပညာကိုမတော်တဆမှုတွေလျှက်စစ်ဓာတ်အားပြတ်တောက်မှုတွေဒါမှမဟုတ်ဂျပန်မှာအဖြစ်များတဲ့ငလျင်လှုပ်ခတ်မှုတွေဖြစ်လာခဲ့ရင်အသုံးပြုဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ယထာဟာသူ့ရဲ့ကိုယ်ပိုင်ဘက်ထရီစွမ်းအင်ကိုသုံးပြီးကီလိုမီတာအတော်ကြာအထိဆက်လက်ရွေ့ချနိုင်ပါတယ်။ဒီလိုဆက်လက်ရွေ့ချနိုင်တာကြောင့်ယထာဟာဥမင်လိုင်ကောင်းတွေဒါမှမဟုတ်တရားတွေကြားမှာရပ်တန့်နေခြင်းမရှိဘဲအနည်းဆုံးဘူရာယုံမှာဘေးကင်းစွာနဲ့ရပ်တန့်နိုင်မှာဖြစ်ပါတယ်။ဒါဟာဂျပန်လူမျိုးတွေရဲ့စွန့်စားရတဲ့တီထွင်ဖန်တီးမှုထံတိကျမှု precision ကိုဦးစားပေးတဲ့အတွေ့အခေါ်ကိုပြသလို့နေပါတယ်။ကဲပရိသတ်တို့ရေဒီဗီဒီယိုမှာတော့ကမ္ဘာပေါ်ကအဆင့်အမြင့်ဆုံးယထာဒီဇိုင်းတွေကိုဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်ပရိသတ်တို့ရောဒီယထာတွေတဲကဘယ်ယထာကိုစီးကျင်ပါသလဲကွန်မန့်မှာပရိသတ်တို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းဝင်ရောက်ဆွေးနွေးပေးသွားပါအောင်တော့